ကျွန်တော်ဒီနေ့ခင်ဗျားတို့ကိုအရန်ရင်းနေတဲ့စကားလုံးတစ်လုံးအကြောင်းပြောပြခြင်းတယ်အဲ့ဒါဘာလဲဆိုတော့အားနာတာပါကျွန်တော်တို့မြန်မာလူမျိုးတွေဟာအားနာတာကိုကောင်းတဲ့အလေးချင်းတစ်ခုလို့တတ်မှတ်ထားကြပါတယ်သူတို့ကဒုက္ခရောက်မှဆိုလို့ငါ့ကိုထင်သေးတော့မှဆိုလို့ဒါမှမဟုတ်ပြဿနာမဖြစ်ချင်လို့ဆိုပြီးကျွန်တော်တို့က yes လို့လွယ်လွယ်ကူကူပြောလိုက်မိတတ်ကြပါတယ်ဒါပေမဲ့ခင်ဗျားတတိမထားမိလိုက်တဲ့အမှန်တရားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ခင်ဗျားသူများတွေကိုအားနာနေတဲ့အချိန်တိုင်းကိုကြတော့အားမနာပဲနာကျင်အောင်လုပ်မိနေတာပါလူတိုင်းကိုလိုက်ရောနေတာလူတိုင်းရဲ့စိတ်ကျဉ်နှံမှုကိုယ့်ရဲ့ဦးစားပေးဖြစ်ထားနေတာဟာကြားလာရင်ခမ ्या ရဲ့စိတ်ကြမ်းမာရေးခမ ्या ရဲ့အချိန်ခမ ्या ရဲ့အိမ်မက်နဲ့နောက်ဆုံးခမ ्या ရဲ့ဘဝတစ်ခုလုံးကိုပါဖြည်းဖြည်းချင်းဖြတ်စည်းပြစ်နေတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာကျွန်တော်တို့ဘာလို့အမြဲတမ်း yes လို့ပဲပြောနေမိတာလဲအဲ့ဒီလိုလူတိုင်းအပေါ်လိုက်ရောပေးနေတာကကိုယ့်ဘဝကိုဘယ်လိုထိခိုက်စေလဲပြီးတော့ no လို့အာမနာပဲဘယ်လိုပြောရမလဲဆိုတဲ့လက်တွေ့ကြတဲ့နည်းလမ်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တွေဟာ yes လို့မပြောချင်ပဲပြောလိုက်မိတဲ့အချိန်တိုင်းမှာကိုပြန်ပြီးတော့မေးကြည့်ဘူးလားငါဘာလို့လက်ခံလိုက်တာလဲဆိုပြီးတော့မှစိတ်ပညာရအဲ့ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့အငင်းခံရမှာကြောက်တာငါမလုပ်ပေးရင်သူငါ့ကိုမချစ်တော့ဘူးငါ့ကိုအပေါင်းတင်မလုပ်တော့ဘူးဆိုတဲ့ကြောက်စိတ်ပါဒုတိယတစ်ချက်ကတော့တယောက်ယောက်နဲ့စကားများရမှာအစမပြေဖြစ်ရမှာကိုကြောက်လို့ကိုယ့်ရဲ့ခံစားချက်တွေကိုမျိုးသိပ်ပြီးတော့လိုက်ရောပေးလိုက်ရတာပါတတိယချက်ကတော့ကိုတန်ဖိုးထားမှုနေတာပါကိုယ့်ရဲ့တန်ဖိုးကသူတစ်ပါးပေါ်ကိုလှုပ်ပေးနိုင်တဲ့အပေါ်မှာပဲမူတည်နေတယ်လို့ထင်နေတာပါငါကသူတို့အတွက်သုံးဝင်မှငါကဘောင်ဝင်တာပါလို့တွေးနေတတ်ကြပါတယ်ဒါပေမဲ့ခင်ဗျားနားလည်ထားဖို့ကခင်ဗျားစိတ်ရုံမဟုတ်ပါဘူးလူတိုင်းကိုစိတ်ကျေနပ်အောင်လုပ်ပေးဖို့ကခင်ဗျားရဲ့တောင်းမဟုတ်ပါဘူးကဲအခုတော့ကျွန်တော်တို့ဘာလို့အားနာနေမိတာလဲဆိုတာကိုသိပြီအဲ့ဒီလိုအားနာနေတာကကျွန်တော်တို့ရဲ့ဘဝကိုဘလို့ဖျက်ဆီးနေတာလဲဆိုတာကိုကြည့်အောင်ခမ ्या မှာလည်းကိုယ့်ဘဝအတွက်လုပ်ရမယ့်အလုပ်တွေအိမ်မက်တွေရှိပါတယ်ဒါပေမဲ့သူများတွေရဲ့ကိစ္စတွေကိုလှုပ်ဆောင်ပေးနေရင်ခမ ्या ရဲ့ကိုယ်ပိုင်အချိန်တွေကုန်ဆုံးသွားပြီးဘာနောက်ဖြစ်လာပါလိမ့်မယ်လူတိုင်းရဲ့စိတ်ကြိုက်ဖြစ်အောင်ပဲနေထိုင်နေရင်ငါတကယ်ဘာကြိုက်တာလဲငါတကယ်ဘာဖြစ်ချင်တာလဲဆိုတော့မေ့လျော်သွားပြီးကိုဘာတူလဲဆိုတာမတိတော့တဲ့အခြေအနေစီရောက်သွားတတ်ပါတယ်ခမ ्या က yes လို့ပြောပြီးလုပ်ပေးနေပေမဲ့စိတ်ထဲမှာတော့မကျေနပ်ပဲတွန့်နေတတ်ပါတယ်ကြာလာရင်အဲ့ဒီမကျေနပ်ချက်တွေကပေါက်ပွဲထွက်လာပြီးဆက်ဆံရေးတွေကိုပျက်စီးစေတတ်ပါတယ်ခမ ्या သတိထားဖို့ကတစ်ဖက်လူကိုအားနာပြီး yes လို့ပြောလိုက်တဲ့အခါတိုင်းခမ ्या အတွက်အရေးကြီးတဲ့အရာတွေကိုတော့ no လို့ပြောလိုက်တာနဲ့အတူတူပါပဲ no လို့ပြောပြီးညင်းဖို့ကအရန်ခက်ခဲပါတယ်ဒါပေမဲ့ဒါကတင်ယူလို့ရတဲ့အရေးချင်းတစ်ခုပါအခုကျွန်တော်ပြောပြမယ့်နီလန်လေးတွေကိုစမ်းသုံးကြည့်ပါပထမနီလန်ကတော့အချိန်ဆွဲပါတယောက်ကတခုခုကိုတောင်းဆိုလိုက်ရင်ချက်ချင်း yes လို့မပြောလိုက်ပါနဲ့ခဏနေအောင်တော့ကျွန်တော်စဉ်းစားအောင်မယ်ကျွန်တော် schedule ကိုပြန်ကြည့်အောင်မယ်လို့ပြောပြီးအချိန်ဆွဲပါအဲ့ဒီအချိန်မှာမှခမ ्या တကယ်လုံနိုင်မလုံနိုင်ကိုတည်တည်ငြိမ်ငြိမ်စဉ်းစားပါဒုတိယနီလန်ကတော့ရိုးရိုးရှင်းရှင်းညင်းပါစင်ဂျီတွေအများကြီးပေးစရာမလိုပါဘူးကျေးဇူးတင်ပါတယ်ဒါပေမဲ့အခုကျွန်တော်မလုပ်ပေးနိုင်လို့ဝမ်းနေပါတယ်လို့ပြောရုံပါပဲအားနာစရာမလိုပါဘူးနောက်ဆုံးနီလန်ကတော့စီတက်မှတ်ပါခမ ्या ရဲ့အချိန်ခမ ्या ရဲ့အင်အားတွေအတွက်စီတစ်ခုတက်မှတ်ထားပါသူတစ်ဖြင့်၈နိုင်နောက်ပိုင်းမှာဖုံးမကြည့်ဘူးပိတ်ရက်မှာအလုပ်ကိစ္စမလုပ်ဘူးဆိုတာမျိုးပေါ့ခမ ्या တက်မှတ်ထားတဲ့ဇီးကိုခမ ्या ကိုယ်တိုင်လေးစားပါတခြားလူတွေကိုလည်းအတိပေးပါပထမဆုံးအချိန် no လို့ပြောတဲ့အခါခမ ्या ကစိတ်မကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အချိန်ချင်းလေးကျင့်ယူတာများလာရင်တော့ခမ ्या ဟာကိုတန်ဖိုးထားတာလာပါလိမ့်မယ်တစ်ဖက်လူရဲ့တောင်းဆိုချက်ကိုညှင်းဆိုလိုက်တာဟာရိုင်းတာလူသားမဆန်တာမဟုတ်ပါဘူးဒါဟာကိုတန်ဖိုးထားတာပါခမ ्या မှာလည်းခမ ्या ရဲ့အိမ်မက်ခမ ्या ရဲ့အချိန်ခမ ्या ရဲ့ဘဝဆိုတာရှိပါတယ်ဒီနေ့ဗီဒီယိုကခမ ्या အတွက် no လို့ညှင်းဆိုနိုင်မှုခွန်အားတစ်ခုဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ကိုအရင်ချစ်ပါကိုတန်ဖိုးထားပါခမ ्या ကရောအားနာရတဲ့အကျင့်ကြောင့်ဘလို့ဒုက္ခမျိုးတွေကြုံဘူးလဲကိုမင်းမှာဝင်မြသွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်